လူတွေဟာတနာဖို့လွယ်တယ်ဝမ်းမြောက်ဖို့ခက်တယ်တခါတုန်းကအိမ်နဲ့အိမ်ရှိတယ်တအိမ်ကအင်မတန်ချမ်းသာတယ်တအိမ်ကတိတ်မပြေလေဘူးအဲ့ဒါချမ်းသာတဲ့အိမ်ကဘေးကအိမ်ကိုမပြေလဲတဲ့အိမ်ကိုအင်မတန်တနာတော့အများကြီးကူညီတယ်အစအစရရကူညီတယ်ထောက်ပံ့တယ်ပတ်စံကိုဒီတိုင်းကိုပေးတာဟိုအိမ်ကလည်းတိတ်ကျေးဇူးတင်တယ်တို့ကျေးဇူးရှင်ဒီအိမ်ကတိတ်ကျေးဇူးတင်တယ်ဘာဖြစ်ဖြစ်လုပ်ပေးတယ်နောက်တော့ကံအားလျော်ဆိုအဲ့ဒီဆင်းရဲတယ်ဆိုတဲ့အိမ်ကထီကိုအကြီးကျယ်ပေါက်တာဘဝပြောင်းသွားအောင်ပေါက်ပြစ်တာအဲ့ဒီလိုလဲထီပေါက်လိုက်ရောငကိုကအင်မတန်ကူညီပါတယ်ဆိုတဲ့အဲ့ဒီပြေလေတဲ့အိမ်ကလူတွေကမခေါ်တော့ဘူးတဲ့အစတုန်းကတော့တအားကူညီတယ်နော်ကိုယ်တနှိမ့်နေလို့သိနေတော့ကူညီရတာကလွယ်တယ်အဲ့တော့တခါလေးဦးစင်းကစဉ်းစားကြည့်တယ်ကူညီရတာပေးရတာတနာရတာကလွယ်တယ်တာသွားပြီဆိုတော့ဝမ်းမြောက်ဖို့ကြတော့ခက်လိုက်တာအဲ့တော့ဘာလဲဒီဟာကဦးစင်းကစဉ်းစားကြည့်တယ်ကိုယ်လည်းအဲ့ဒီလိုစိတ်မျိုးရှိတာပဲတနာရတယ်ဆိုတာကဘာလို့လွယ်တာလဲဆိုကိုကဆရာကြီးနေရာကနေရလို့နဲ့တူတယ်လို့ဦးစင်ကစဉ်းစားကြည့်တာမပိသက်တို့သဘောတူချင်မှတူနော်တနာရတာဆိုတော့ကိုကအထက်ကကိုဗျလွယ်တာဗောဗျဝမ်းသာရတယ်ဆိုတာနည်းနည်းအောင်သွားစိတ်ကဒါပုထုဇဉ်တွေရဲ့သူတော်ကောင်းစိတ်နည်းသေးတယ်ဆိုတဲ့လက္ခဏာပေါ့နော်ကိုမှရှိတယ်ဆိုတာကိုရှိတယ်ဆိုတာကတော့ရိုးသားသားဝန်ခံရမယ်ဗျတခါကြီးမိုင်မြဟုတ်လားအဲ့တော့တနာဖို့လွယ်တယ်အရှင်ပြေတာကိုဝမ်းမြောက်နိုင်ဖို့သိခက်တယ်ဒါကြောင့်ချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာရင်နည်းနည်းဝမ်းမြောက်ရတာကတော်သေးတယ်ကိုသားသမီးလေးကိုချစ်တဲ့လူကြီးပွားတယ်ဩကြီးပွားပါစေဝမ်းမြောက်ဖို့လွယ်တယ်နော်ဒါပေမဲ့ကိုမုန်းတဲ့လူတွေကြီးပွားတာကြတော့မကြားနိုင်တော့ဘူးမနာလိုတဲ့စိတ်တွေဖြစ်တယ်နော်ဒါကြောင့်ချစ်ချင်းကြောင့်အကြံဉာဏ်အဖြစ်မနာလိုတဲ့သဘောဖြစ်တယ်ဟုတ်ပါမုန်းခြင်းကြောင့်မနာလိုတဲ့သဘောဖြစ်တယ်ဟုတ်လားချစ်ချင်းကြောင့်တော့ဝင်တူတဲ့သဘောဖြစ်တယ်ဟုတ်တယ်ကိုချစ်တဲ့အရာကိုတမဲ့ပစ္စည်းဆိုလည်းဘယ်သူမှမပေးနိုင်ဘူးရကျင်တဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့မှစိုးရိမ်နေပြီစိတ်ထဲကထိတ်လန့်နေပြီဟုတ်လားအေးချစ်တဲ့သက်ရှိတမဲ့တွေနဲ့ပတ်သက်ပြီးတော့သူများနဲ့ထိစပ်မှာပတ်သက်မှာပေးလိုက်ရမှာကိုဝင်တိုးတဲ့သဘောအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီဝင်တိုးတဲ့သဘောကလည်းဆိုးတာပဲဗျကာကွယ်ရတယ်စောင့်ရှောက်ရတယ်ငါချစ်တာတွေနဲ့လာပတ်သက်တော့မဲ့လူငါရန်သူဟုတ်လားငါပိုင်တဲ့တွေကိုလာဝင်ဆွတ်ဖက်တော့မယ်ဆိုရင်ငါရန်သူကာကွယ်ရတယ်စောင့်ရှောက်ရတယ်ကြိုတင်ပြီးတော့ဒုက္ခပေးနေပေးထားရတယ်မစ္စရိယလည်းဆိုတာပဲနော်အေးအဲ့ဒီမစ္စရိယကဘာကြောင့်ဖြစ်တယ်ကြံမြင်အဖြစ်ချစ်ချင်းကြောင့်ဖြစ်တယ်အဲ့တော့ချစ်ချင်းမုန်းခြင်းကြောင့်မနာလိုခြင်းဝန်တိုခြင်းဆိုတာဖြစ်တာတဲ့အင်မတန်သဘာဝကျပြီးတော့အင်မတန်မှန်တဲ့တရားတွေ